လာပါဒီအတီးလာစားပြမှာဖြစ်ပါတယ်ဆိုတော့ဒါ first time ပေါ့နော်ပြီးဒီအတီးကနာမည်လည်းမသိဘူးသိတဲ့လူဆိုရင်တစ်ချက်လာပြောပြပေးနော်ဒါပထမဦးစားမှာဖြစ်ပါတယ်ဆိုတော့စားပြီးဘယ်လိုဖြစ်မလဲတည်သွားမလားရှင်သွားမလားဆက်ကြည့်ကြနော်မင်းနဲ့ဒီလိုခွဲမနော်ခါမစားဘူးနော်ပေါ်မှာခါမတွေ့ဘူးစားလည်းမစားဘူး စားကြည့်ပဲအတူကမဲသူချိုတယ်မမဲဆိုသူကဒီလိုလေးရှိပါတယ်အထဲမှာပေါ့နော် so let me try ဒီလိုခွမနော်တရက်တင်းနဲ့တူတယ်ဒီရက်တင်းနဲ့တူတယ်မြင်လာလားမလို့တကယ်ပဲ ခိ အဲ့ဒါမတက်မမဲတေးဘူးနေဦးနေမလီအင်တော့ မဲအစင်ရမလားတဲ့ပြီး အဲ့ဒါကလည်းမဲဆိုအစီမရှိတော့ဘူး မကဘူး